ကိုက budget 15 သိန်းခွဲလောက်သုံးမယ်နည်းနည်းလေးရေရှည်သုံးမှုအတွက်စဉ်းစားထားရဆိုလို့ရှိရင်တကယ်ကိုမှသုံးလို့ကောင်းပြီးတော့မိုက်တဲ့ဖုန်းတစ်လုံးကြောင်းကိုကျွန်တော်ဒီနေ့ unboxing လေးလုပ်ပြီးတော့ပြောပြမယ်အဲ့ဒါကတော့ထွေထူးတော့မဟုတ်ဘူး Samsung ကနေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းတော့မှ launch လုပ်ထားတဲ့ Samsung ရဲ့ Galaxy A27 5G ဆိုတဲ့ model အရင်တော့ဆိုလို့ရှိရင် Samsung ဖုန်းတွေက mid range segment ထဲမှာဈေးနည်းနည်းပိုပေးပြီးတော့သုံးမှတခြား brand ကိုလိုက်မိတွေပါညာပေါ့ဗျာဒါပေမဲ့ဒီဘက်ခေတ်မှာတော့အဲ့လိုမျိုးမဟုတ်တော့ဘူး15သိန်း16သိန်းကနေပြီးတော့30ပတ်ချာလေလောက်မှာ Samsung ဖုန်းတွေကတော်တော်လေးကိုမှရွေးချယ်လို့ကောင်းတဲ့အနေအထားတစ်ခုမှရှိနေဆိုတော့ကျွန်တော်ဒီကောင်းကိုဒီနေ့ unboxing လေးလုပ်မယ်ပြီးတော့သူ့မှာပါတဲ့ specification တွေပါညာအကြောင်းကိုတော့ကလေးနေနဲ့ဖုတ်မယ်တကယ်လို့ Samsung ရဲ့ Galaxy A27 မှာမဟုတ်ဘဲနဲ့ Samsung ရဲ့ flagship တွေဖြစ်တဲ့ Galaxy S26 Ultra တို့ Z4-8 Z4-8 Ultra တို့ Z Flip 8တို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဖုန်းကင်းကိုလှမ်းလာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့ online marginal customer အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဖုန်းကင်း hotline နံပါတ်ဖြစ်တဲ့980 980 980ကိုဆက်သွယ်ပြီးတော့မှာလို့ရပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် unboxing လေးရင်ဖောက်လိုက်အောင် Okay ဖုန်းအနေနဲ့Yeah Okay Samsung ရဲ့ထုံးစံတိုင်းပဲ C2C charging cable တစ်ချောင်းတော့ပါမယ်ဒါပါပဲကျွန်တော် adapter ဘာညာလဲကျွန်တော်ဖုန်းကင်းမှာတစ်ခါတည်း25 watt ကနေပြီးတော့65 watt လောက်ထိအစုံရှိတဲ့အတွက်ကြောင့်တစ်ခါတည်းဝေးကပြသွားလို့လေရပါတယ်အဲ့တော့ဒါလေးထားလိုက်မယ်အဲ့တော့သူ့ရဲ့အယောင်လေးကြည့်မယ်ပေါ့နော်အယောင်လေးနဲ့တော့သူက3ရောင်ရမယ်blue ကတော့ online exclusive ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဖုန်းကင်းမှာမှာလို့ရပါတယ်โอเคအခုအယောင်ကတော့လုံးဝ black ပေါ့နော်ပြီးတော့တခုသဘောကျတာပေါ့နော်ကင်မရာဘက်ဘေးဘက်လက်လေးမှာလုပ်ပြီးထားတဲ့ material လေးကမစိုးမိုက်တယ်ပြီးတော့ A series မှာကျွန်တော်မြင်တွေ့နေကြ body shape ပုံစံမျိုးတိုင်းပဲ performance အနေနဲ့ဆိုလို့ရင်ဒီကောင်က Snapdragon ရဲ့ 6 Gen 3ကိုသုံးပြီးထားတယ် up to date chipset တခုတော့မဟုတ်ဘူးဆိုပေမဲ့လည်းအခုလိုမျိုးဈေးနှုန်းတွေတက်နေတဲ့ကာလာကြီးမှာ Snapdragon chipset ဖြစ်မယ် performance လေးကလည်းသူ့အလေးနဲ့သူအဆင်ပြေမယ်ကာလာကတော့မိုက်တယ်ဗျတိလားမစိုး Samsung ရဲ့ AMOLED display တွေကသွားပြီးတော့ရှုပ်လို့မရတဲ့နေရာမှာပါတယ်ကာလာပိုင်းမိုက်တယ်ပြီးတော့သူ့ရဲ့ display spec အနေနဲ့ဆိုလို့ရင်ဒီကောင် AMOLED display ကိုသုံးမိထားတဲ့ refresh 120Hz ပါမယ်ဆိုတော့ကျွန်တော်အခု setup လုပ်ပြီးချင်းသတိထားမိတာတော့သူ့ရဲ့ display ကကြိုက်တဲ့သူ့ဈေးတန်းမှာရှိရဲ့သူ့ segment ထဲမှာရှိတဲ့ဈေးတန်းတူဖုန်းတွေကိုကောင်းကောင်းလေးရှင်းနိုင်တယ် display calibration ပိုင်းတော်တော်လေးကိုမှစူးစူးတောင်းတောင်းနဲ့ကြည့်လို့ကောင်းတယ် Samsung ရဲ့ AMOLED display တွေကလည်းသွားရှုပ်လို့မရအောင်နော်ဆိုတော့ display ဘိုင်းမှာကိုက bezel ချင်းတွေထူတာကိုလက်ခံနိုင်တယ် under display fingerprint ဖြစ်ချင်းမဖြစ်ချင်းကိုတိတ်ပြီးတော့ view မဆိုင်ဘူးဆိုလို့ရှိရင်ဒီကောင် display ကသူ့စီးရင်မှာတော်တော်လေး fine နေဆိုတဲ့အနေအထားမှာရှိတယ်နောက်ထပ်ပို့ပြီးတော့သဘောကျဖို့ကောင်းတဲ့တစ်ချက်ကကြတော့ရေရှည်သုံးနေတယ်ဆိုတဲ့လူတွေဒီကောင်က 6X OS and security software update ရမယ်ပေါ့ဗျာ software update ဆိုတဲ့နေရာမှာကျွန်တော် 6X လို့ပဲပြောထားဖြစ်တဲ့ကြောင့်One UI update ကနောက်ထပ်6ခုထပ်ရမယ်ပေါ့One UI update လို့ပဲကျွန်တော်မှတ်လို့ရမယ် Android update ကိုတော့သွားပြီးတော့မှတ်လို့မရဘာလို့လဲဆိုတော့ One UI 9.5 မှာကျွန်တော်က Android version တစ်ခုကိုဖြတ်သန်းခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် One UI update နောက်ထပ်6ခုထပ်ရမယ် version နောက်ထပ်6မျိုးထပ်ရမယ်နော်ဆိုတော့ကျွန်တော်တို့ software သုံးရတဲ့ user experience လေးကတော့လုံးဝအဆင်ပြေပြေနဲ့နှိရှေ့လာများသုံးမယ်ဆိုလို့ကျွန်တော်မှ up-to-date ဖြစ်တယ်ဆိုတဲ့ခံစားချက်ရမယ်ပြီးတော့ကင်မရာနဲ့ဆိုလို့ရှိရင်နောက်ကျောဘက်မှာက50 megapixel main camera လုံး ultra wide 5 megapixel 2 megapixel တလုံးရထပ်ပါဆိုတော့ကင်မရာ performance ကတော့အရင်ကြီးတော့မျှော်လင့်လို့မရအောင်ဆိုပေမဲ့ဒီတစ်ခေါက်ကျွန်တော်သဘောကျဆိုတာလည်းအခုကျွန်တော်တစ်ချက်စမ်းပြီးတော့ရိုက်လိုက်မယ် okay ကာလာလေးဘယ်လိုနေထားရှိတယ်ပေါ့နည်းနည်းလေးဖြစ်တာကိုကြိုက်တဲ့သူဆိုလို့ကျွန်တော်အရန်ကြီးသဘောတွေ့မှာမဟုတ်ဘူးဗျာသူ့ကာလာနည်းနည်းလေး contrast နည်းနည်းဖြော့တဲ့ဘက်ကိုသွားတယ်Samsung S series မှာကျွန်တော်မြင်တွေ့နေရကာလာဆိုတော့ဖက်ကိုတော့ရောက်မှာတော့မဟုတ်ဘူးသူ့ဟာလေးနဲ့သူဒီလေးကောင်းနေအဆင်ပြေတယ် battery ဘိုင်းနေတယ်ဆိုရင်တော့ဒီဖုန်းမှာက9000 mAh capacity ပါလာတယ်အပြင်သူတို့ကတော့ Samsung ရဲ့ထုံးစံအတိုင်းပေါ့နော်25 watt fast charging ပဲရအောင်ဆိုတော့9000 mAh ကဒီဘက်ကမှာနေတယ်25 watt ကဒီဘက်ကမှာနေတယ်ဒီတကူတော့ရှိမယ်ဒါပေမဲ့ battery ကတော့ကျွန်တော်မှန်းတာမဟုတ်ဆိုတော့အသုံးတော့ခံလိမ့်မယ်ဘာလို့လဲဆိုတော့ Snapdragon 6 Gen 3ကလည်း battery consumption အရင်မများတာဖြစ်တဲ့အတွက်ကြောင့်သူ့အလေးနဲ့သူအဆင်ပြေတယ်ဆိုတော့ battery life အကျဉ်းကြီးတော့ရမှာမဟုတ်ဘူးဆိုတော့ overall အနေနဲ့ဒီဖုန်းကိုဘယ်လိုလိုညှိုးမရမလဲဆိုလို့ရှိရင်ဘယ်နေရာမှာမှမကျန်းနေကျန်းနေတာတစ်ခုကတော့သူ့ရဲ့ဈေးနှုန်းကအရင်တော့အဲ့လိုမျိုးအရင် high မဖြစ်နေတော့တာရယ်ပြီးတော့ software update ဒီ6နှစ်လောက်ရမယ့်ဟာတွေကတော့သူ့ရဲ့အားသာချက်အနေနဲ့ရှိလိမ့်မယ်ကျန်တဲ့ camera တွေ performance တွေ display တွေတခြား feature တွေကတော့ overall အနေနဲ့ပေါ့နော်အရန်ကြီးထူးချွန်နေရာမျိုးတော့မရှိဘူး balance ဖြစ်ဖြစ်နဲ့သုံးနေတယ်ဆိုတဲ့လူအငြိမ်လေးပဲသုံးနေတယ်ဆိုတဲ့လူတွေကတော့ဒီဖုန်းကိုရွေးဖို့အတွက် recommend ပေးပါတယ်